ဒီ comment တွေကနည်းနည်းကြမ်းတယ်ပေါ့နော်ဂျင်းကုမ္ပဏီပါကွာတဲ့မင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်က rent to own TikTok ဗီဒီယိုရဲ့အောက်မှာ comment မှတ်ထားရတဲ့က comment 3ခုကိုရွေးချယ်ပြီး reply ပြန်ပေးရမှာဖြစ်ပါတယ်အခုကျွန်တော် reply ပြန်ဖို့အတွက်ရွေးချယ်ထားတဲ့ comment လေး3ခုရှိပါတယ်ကဲပထမဦးဆုံး comment စပြီးတော့ reply ပြန်ပေးလိုက်မယ်ပေါ့နော်ဖုန်းလေးတစ်လုံးလောက်ဝယ်ခြင်းလို့ပါညီမတဲ့โอเคဟုတ်ပြီဒီ comment လေးကို video ထဲညီမလေးစာကျွန်တော်ပဲဖြည့်ပေးလိုက်ပါမယ်ပထမဦးဆုံး rent to own နဲ့ချိတ်ဆက်ပြီးတော့ဖုန်းလေးတစ်လုံးကိုဝယ်ယူဖို့ရှောက်ထားခြင်းနဲ့ဆိုရင်တင်တာရန်ကုန်နဲ့မန္တလေးမှာနေထိုင်နေသူဖြစ်မယ်ဆိုရင် online ကနေ registration လုပ်လို့ရပါတယ် online registration လုပ်ရတဲ့အတွက်လိုအပ်တဲ့ link ကိုလည်း rent to own မြန်မာ Facebook Messenger မှာတွားရောက်ပြီးတော့မေးမြန်းတောင်းဆိုလို့ရပါတယ်အခြားမြို့နယ်တွေမှာနေထိုင်ပြီးတော့ရှောက်ထားခြင်းနဲ့လူဆိုလို့ရှိရင်တော့ rent to own ရဲ့အနီးဆက်ဆုံးမှာရှိတဲ့ရုံးခွဲတွေတော့၎င်းဒါမှမဟုတ် rent to own နဲ့ချိတ်ဆက်ထားတဲ့ဆိုင်တွေကမှတော့၎င်းတွားရောက်ပြီးတော့ရှောက်ထားလို့ရပါတယ်ဒါဆိုရင်ကျွန်တော်ကနောက်ထပ် comment လေးတစ်ခု reply ပြန်ပေးရပါမယ်ဒီ comment တွေကနည်းနည်းကြမ်းတယ်ပေါ့နော်ဂျင်းကုမ္ပဏီပါကွာတဲ့ကျွန်တော်တို့ကလူချင်းမင်းပြောသလိုဂျင်းကုမ္ပဏီမဟုတ်ပါဘူးပစ္စည်းတစ်ခုကိုဝယ်ရွေးချိန်မှာပစ္စည်းတန်ဖိုးကိုအလုံးရင်မပေးချေလူသူတွေအတွက်လစဉ်ပေးစနစ်နဲ့ငွေတွေကိုလစဉ်ပေးသွင်းရင်ပစ္စည်းကိုမိမိရဲ့အပိုင်ဖြစ်သွားနိုင်အောင်ကူညီပေးနေရယ် service ပေးနေရယ်အမှန်ကန်ကုမ္ပဏီတစ်ခုပါဒါပေမဲ့လျှောက်ထားလူသူတိုင်းကတော့approve ဖြစ်တာမျိုးတော့မဟုတ်ဘူးပေါ့နော်ကဲပြီးတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းနဲ့မကိုက်ညီတာမျိုးဆိုရင်တော့ reject တတ်ပါတယ်နောက်ဆုံးတစ်ခုကတော့KP မှာတဲ့ rent to own မတွေ့ပါဘူးတဲ့ဟုတ်ကဲ့ကျွန်တော် KBZ ပေးကနေလစဉ်ကြီးပေးသွင်းနေတယ်ဆိုလို့ရှိရင်တော့ quick pay ဆိုရတဲ့ကိုဝင်ငွေချင်းနဲ့ဆိုင်သောလုပ်ငန်းများဆိုတာကိုရွေးအခါကျလို့ရှိရင် rent to own payment ကိုတွေ့ပါလိမ့်မယ်ဒီနေ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြရဲလူကြီးမင်းတယောက်စီတိုင်းကိုထူးပဲကျေးဇူးတင်ပါတယ် rent to own နဲ့ပတ်သက်တဲ့အချက်လက်တွေကိုသိရှိချင်တာရှိလို့ရှိရင်ဒီဗီဒီယိုရဲ့ comment box မှာမှတ်သွားပေးလို့ရပါတယ်ကျွန်တော်ဘက်ကလည်းအလင်းသင်တယ်လို့ဖြည့်ချပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ rent to own ရဲ့ TikTok channel ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်